မင်္ဂလာပါခင်ဗျာကျွန်တော်တို့အောင်မြင်ခြင်းတဲ့ဆိုရင်နီလန်တစ်တွေကိုပဲအမြဲရှာနေတတ်ကြပါတယ်ဒါပေမဲ့တကယ်အောင်မြင်မှုဆိုတာအပြင်ပန်းနီးပရိယာတွေထက်ကျွန်တော်တို့ရဲ့အတွင်းစိတ်ဇယိုက် character နဲ့အလေးအထ habits တွေအပေါ်မှာပဲမူတည်နေတာပါဒီနေ့မှာတော့ကမ္ဘာတစ်ဝန်းမှာအုပ်ရည်တန်ပေါင်းများစွာရောင်းချခဲ့တဲ့ Stephen Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်ကိုအနှစ်ချုပ်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ဟာတင့်ကိုအောင်မြင်သူတယောက်ဖြစ်ဖို့တင်မကပဲအဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့လမ်းပြပေးပါလိမ့်မယ်အပိုင်းနံပါတ်1ကိုယ်ပိုင်အောင်မြင်မှု private victory ကိုအမိအခုကင်းအောင်တိဆောက်တဲ့အဆင့်ပါအပိုင်းနံပါတ်2အများသူငါနဲ့အောင်မြင်မှု public victory ဒါကတော့တခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး interdependence ပူကြီးမားတဲ့အောင်မြင်မှုကိုရယူတဲ့အဆင့်အပိုင်းနံပါတ်3စင်စက်မပြတ်ပြုပြင်ထိန်ထိန်ခြင်းမိမိကိုပြန်လဲပုံမထက်မြက်အောင်လုပ်ဖို့အချိန်ပေးတဲ့အဆင့်အဲ့ဒီလိုအပိုင်း3ခုခွဲပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်းနံပါတ်1ကိုယ်ပိုင်အောင်မြင်မှု private victory ပထမဆုံးအလေးအထား3ခုကတော့ကိုအမိခိုကင်းအောင်တိဆောက်တဲ့အဆင့်ပါကျွန်တော်တို့ဘဝမှာပြဿနာပြီးကြုံလာတဲ့အခါငါကန်တရားပဲဒါမှမဟုတ်သူကြောင့်ငါဒီလိုဖြစ်ရတာဆိုပြီးသူတစ်ပေါင်းကိုအပြစ်တင်မိတတ်ကြပါတယ်အဲ့ဒါကြောင့်ကိုအလေးအထား habit ကိုယ်တိုင်ပြောင်းလဲရပါမယ်ပထမအချက် habit 1 be proactive ဦးစီးဦးဆောင်ပြုပါဦးစီးဦးဆောင်ပြုခြင်းဆိုတာဘာလဲလူတော်များများက proactivity ကိုအလုပ်မြန်လုပ်တာအစပြုတာလို့ပဲထင်တတ်ကြပါတယ်ဒါပေမဲ့ဒီစာအုပ်မှာတော့ကိုဘဝအထက်ကိုယ်တိုင်တာဝန်ယူခြင်းလို့အဓိပ္ပာယ်ဖွင့်ထားပါတယ်ကျွန်တော်တို့ရဲ့အပြုအမူတွေဟာကိုပတ်ဝန်းကျင်ကအခြေအနေတွေကြောင့်ဖြစ်လာတာမဟုတ်ပဲကိုယ့်ရဲ့ရွေးချယ်မှုကြောင့်သာဖြစ်တယ်ဆိုတာကိုလက်ခံဖို့ပါပဲ reactive တုံ့ပြန်သူတို့ကမိုးရွာရင်စိတ်ညစ်မယ်တယောက်ယောက်ကဆဲရင်ပြန်ဆဲမယ်သူတို့ရဲ့စိတ်ခံစားချက်ဟာပတ်ဝန်းကျင်အပေါ်မှာပဲမူတည်နေတာပါ proactive ဦးစီးဦးဆောင်သူတို့ကမိုးရွာနေပူကိုယ့်ရဲ့တန်ဖိုးထားချက် values အတိုင်းအလုပ်ကိုအကောင်းဆုံးဆက်လုပ်ပါတယ်သူတို့မှာကိုယ့်ရဲ့ weather ကိုယ်တိုင်တည်ဆောင်လာသူတွေလို့တင်စားထားပါတယ်နမေကျော်စိတ်ပညာရှင် Viktor Frankl ကနာဇီအကျဉ်းစန်းကမှနှိပ်စက်ခံနေတဲ့အချိန်မှာအရေးကြီးတဲ့အမှန်တရားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့လှုံ့ဆော်မှု stimulus နဲ့တုံ့ပြန်မှု response ကြားမှာကျွန်တော်တို့မှာရွေးချယ်ပိုင်ခွင့်ရှိနေတယ်ဆိုတာပါပဲကျွန်တော်တို့မှာတရစ်စန်တွေနဲ့မတူပဲကိုယ့်အတွေးကိုပြန်လဲဆန်းစစ်နိုင်တဲ့မိမိကိုယ်သိမြင်ခြင်း self awareness စိတ်အကူးစိတ်အမှန် imagination နဲ့အမှားအမှန်သိစိတ် conscience ဆိုတဲ့လွတ်လပ်တဲ့စန္ဒ independent will ဆိုတဲ့စွမ်းနာမျိုးခုရှိနေတာပါကျွန်တော်တို့ရဲ့အာယုံကိုနေရာနှစ်ခုမှာခွဲခြားကြည့်လို့ရပါတယ် circle of concern လို့ခေါ်တဲ့စိုးရိမ်မှုစက်ဝိုင်းကိုယ်တိုင်ဘာမှလုပ်လို့မရတဲ့ယာတီဥရုစီးပွားရေးအခြေအနေသူတစ်ပါးကိုအပိတင်စကားတွေ circle of influence လို့ခေါ်တဲ့လွှမ်းမိုးမှုစက်ဝိုင်းကိုယ်တိုင်ပြောင်းလဲလို့ရတဲ့ကိုယ့်ရဲ့အပြုအမူကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်ရဲ့အလေးအထားတွေအပေါ်မှာ proactive တဲ့သူတွေဟာကိုယ်တိုင်လှုပ်ဆောင်နိုင်တဲ့ circle of influence ကိုပဲအာရုံစိုက်ကြပါတယ်။စာဖတ်သူတွေကိုစာရေးသူကရက်30စိန်ခေါ်မှု30 day challenge တခုပေးထားပါတယ်။ငါမလုပ်နိုင်ဘူးဆိုတဲ့ reactive စကားတွေအစားငါဘလို့အခြားနည်းလမ်းနဲ့လုပ်လို့ရမလဲ။ငါဒါကိုရွေးချယ်တယ်ဆိုတဲ့စကားလုံးတွေကိုသုံးပါ။ဂတိတီးပါ။ကိုဂတိအသေးလေးတွေပေးပြီးတီအောင်ကြိုးစားပါ။အဲ့ဒါဟာကိုယ့်ရဲ့စိတ်ဓာတ်ခရိုင်မှုကိုတီးဆောက်တာပါပဲအမားကိုဝန်ခံပါအမားလုံးမိခင်ချက်ချင်းဝန်ခံပါပြင်ဆင်ပါအဲ့ဒီအမားကနေသင်ခန်းစာယူပါ habit 2 begin with the end in mind ခရီးအဆုံးကိုအာယုံထဲမှာမြင်ရောင်ပြီးမှစတင်ခြင်းကျွန်တော်တို့လူတွေအလုပ်တွေအယမ်းရှုပ်ပြီးကြိုးစားနေကြပါမယ်တခါတလေငါဘာအတွက်ဒီလောက်ပင်ပန်းနေတာလဲလို့ကိုပြန်မေးမိတတ်ကြလားအဲ့ဒီလိုတွေးမိရင်ဒုတိယမြောက်အလေးအထားဖြစ်တဲ့ begin with the end in mind အကြောင်းကိုဆက်လက်နားဆင်ပေးဖို့တိုက်တွန်းပါစေတယ်။အယိုးရှင်းဆုံးပြောရရင်ခရီးအဆုံးကိုအာယုံထဲမှာမြင်ရောင်ပြီးမှစတင်ခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးခရီးကိုမြင်ရောင်ကြည့်ပါ The funeral exercise စာရေးသူကကျွန်တော်တို့ကိုထူးခြားတဲ့စိတ်အကူးရဲ့လေ့ကျင့်ခန်းတစ်ခုတိုက်တွန်းပါတယ်။အဲ့ဒါကကိုယ့်ရဲ့ဇာပနာအခမ်းအနားကိုကိုယ်လိုက်တက်ရောက်နေတယ်လို့မြင်ရောင်ကြည့်ဖို့ပါ။အဲ့ဒီအခမ်းအနားမှာကိုယ့်ရဲ့မိသားစုတငယ်ချင်းနဲ့လှုပ်ဖော်ကိုင်ဘတ်တွေကကိုယ့်အချောင်းကိုဘလို့ပြောစေချင်တယ်လဲ
ကိုဟာဘလို့လူစားမှုထိခဲ့တယ်လို့အမှတ်ရစေခြင်းတလဲအဲ့ဒီအမှတ်ရစေခြင်းတဲ့အချက်တွေကပဲတင်ဘဝရဲ့တကယ်အစစ်အဆိုတွေပါလို့ဆိုပါတယ်မိမိဘဝရဲ့ဇက်ညွန်းကိုတခြားသူရေးပေးသွားဖို့မခံပါနဲ့ကိုပိုင်ရည်မှန်းချက်ကြေညာချက် personal mission statement ကိုရေးသားပြီး principle centered စီးမီအခြေပြုတဲ့ဘဝကိုတည်ဆောက်ပါဒါဟာကိုဘဝရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလိုပေါ့လို့ကိုဘာထစ်ချင်တယ်လဲ character ကိုဘာတွေလုပ်ချင်တယ်လဲ contributions and achievements ကိုရဲ့တန်ဖိုးထားချက်တွေကဘာလဲဆိုတာကိုအခြေခံပြီးရေးသားရမှာဖြစ်ပါလေကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာဘယ်အရာကိုတန်ဖိုးထားတယ်လဲဆိုတာအရေးကြီးပါတယ်အလုပ်ကိုလားမိသားစုလားငွေကြေးလားစာရေးသူကတော့အမှန်တရားနဲ့စီးမြင်တွေကိုဗဟုပြုစဉ်းစားပြီးတန်ဖိုးထားခြင်း principle centered ကသာအပြောင်းလဲမြန်တဲ့ကဘာကြီးမှာကျွန်တော်တို့ကိုအမှန်ကန်ဆုံးလမ်းညွှန်ပေးလိုက်မယ်လို့ဆိုပါတယ်ဆိုလိုတာက begin with the end in mind ဆိုတာကိုဘဝရဲ့ဇက်ညွှန်းကိုကိုယ်တိုင်ရေးဖို့ပါဒီနေ့ကိုလုပ်နေတဲ့အလုပ်တွေဟာကိုဖြစ်ချင်တဲ့အိမ်မက်စီကိုတကယ်ဥတည်နေရလားဆိုတာကိုပြန်လဲစမ်းစစ်ကြည့်ပါ habit 3 put first things first အရေးကြီးတာကိုအရင်လုပ်ပါကျွန်တော်တို့ဒီနေ့တာမှာအလုပ်တွေအများကြီးလုပ်နေရပြီမယ်ညဘက်ရောက်ရင်ငါဒီနေ့တကယ်အရေးကြီးတာတွေလုပ်မိတယ်လားဆိုပြီးတွေးမိတကြလားအောင်မြင်သူတွေရဲ့တတိယမြောက်အလေးအထားကတော့ put first things first ပါပဲဒါဟာရှေ့ကအလေးအထားနှစ်ခုဖြစ်တယ်ကိုယ်တိုင်တာဝန်ယူမှုနဲ့အိမ်မက်ပန်းတိုင်ထားခြင်းတို့ကိုလက်တွေ့အကောင့်ထဲပုတ်တဲ့အပိုင်းပဲဖြစ်ပါတယ်1အချိန်စီမံခန့်မှုထက်မိမိကိုယ်ကိုစီမံခန့်မှုလူတော်များများကအချိန်ကိုဘယ်လိုစီမံမလဲဆိုတာကိုပဲအာရုံစိုက်ကြတယ်ဒါပေမဲ့တကယ်အညစ်အသားစားကအချိန်ကိုစီမံတာမဟုတ်ပဲမိမိကိုယ်ကိုစီမံတာ self management ဖြစ်ပါတယ်ကျွန်တော်တို့မှာလှုပ်ရှားတဲ့အများကြီးရှိပေမဲ့အရာရာကိုလှုပ်ဖို့အချိန်မရှိပါဘူးဒါကြောင့်ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုရွေးချယ်တတ်ဖို့လိုပါတယ် The time management matrix အရေးကြီးမှုနဲ့အရေးတကြီးဖြစ်မှုသို့မဟုတ်အချိန်စီမံခန့်မှုဇယားကျွန်တော်တို့ရဲ့အလုပ်တွေကို quadrant နည်းကိုခွဲခြားကြည့်လို့ရပါတယ် Quadrant 1အရေးလဲကြည့်လဲအရေးလဲတကြီးဖြစ်မှုအရေးပေါ်ပြဿနာတွေတတ်မဲ့ရဲ့နီးနေတဲ့အလုပ်တွေဒါတွေကတော့မလုံမနေလောက်ရမှာပါ Quadrant 2အရေးကြီးစွာလဲအရေးတကြီးမဖြစ်မှုဒါကအရေးကြီးဆုံးအပိုင်းပါဥပမာကြိုတင်ပြင်ဆင်ခြင်းကျမ်းမာရေးဂရုစိုက်ခြင်းဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ကိုယ်ရေးပိုင်တိုးတက်အောင်လှုပ်ဆောင်ခြင်း Quadrant 3အရေးမကြီးတော့လဲအရေးတကြီးဖြစ်မှုတခြားသူကိစ္စတွေအရေးမပါလဲဖုန်းခေါ်ဆိုခြင်းတွေ Quadrant 4အရေးလည်းမကြီးဘူးအရေးလည်းတကြီးမဖြစ်မှုအချိန်ဖြုံးတာတွေအကျိုးမရှိတဲ့ဖြိုဖြေခြင်းတွေ Quadrant 2မှာနေထိုင်ပါအောင်မြင်တဲ့လူတွေက Quadrant 2ကိုအချိန်ပိုပေးကြပါတယ်အရေးပေါ်ပြဿနာတွေမဖြစ်လာခင်ကြိုတင်ကာကွယ်တဲ့အလုပ်တွေကိုလုပ်ကြတာပါအကယ်၍အသင်ဟာအရေးကြီးပေမဲ့အခုချက်ချင်းလုပ်ဖို့မလိုသေးတဲ့အရာတွေကိုအာရုံစိုက်မယ်ဆိုရင်နောက်မှအရေးပေါ်ပြဿနာတွေနဲပါသွားတာကိုတွေ့ရပါလိမ့်မယ်။ No လို့ညင်းတက်ပါစေတယ်။အရေးကြီးဆုံးအရာကိုအရင်လုပ်ဖို့ဆိုရင်အရေးမပါတဲ့အရာတွေကို No လို့ညင်းတက်ဖို့လိုပါတယ်။အပေါ်တန်ကြည့်ရဲ့အရေးကြီးသလိုထင်ပေမဲ့ကိုယ့်ရဲ့အိမ်မက်ပန်းတိုင်းနဲ့မတက်ဆိုင်တဲ့အရာတွေကိုတတိရှိရှိညင်းပယ်နိုင်မှာသာအရေးကြီးဆုံးအလုပ်တွေအချိန်ထွက်လာမှာဖြစ်ပါတယ်။ပေးချင်တဲ့ message က put first things first ဆိုတာအရေးကြီးဆုံးအရာကိုအရေးမပါတဲ့အရာတွေရဲ့လက်ထဲမအပ်ဖို့ပါအပိုင်းနံပါတ်1အများသူငါနဲ့အောင်မြင်မှုတခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး interdependence ပူကြီးမားတဲ့အောင်မြင်မှုကိုရယူတဲ့အစစ် habit 4 think win-win နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်စဉ်းစားပါပြိုင်ဆိုင်မှုထက်ပူးပေါင်းမှုကပေးလေအောင်မြင်မှုကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာငါနိုင်ရင်သူရှုံးရမယ်ဒါမှမဟုတ်သူနိုင်ရင်ငါရှုံးပြီဆိုတဲ့အမြင်တွေနဲ့ပဲရှင်းတန်နေကြတာလားအမှန်တော့အောင်မြင်မှုဆိုတာတယောက်စာပဲစားလောက်တဲ့တစ်သေးလေးကိတ်မက်တစ်ခုမဟုတ်တာအလေးအကျင့် habit ၄မြောက်က think win-win ဆိုတဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်စဉ်းစားပါတဲ့ဒါဟာလူမှုဆက်ဆံရေးမှာအောင်မြင်ဖို့အတွက်အခြေခံဆုံးစိတ်နေတဲ့ attitude ဖြစ်ပါတယ်ဒါအတွက်ဖြောင့်မတ်တည်တင်ခြင်း integrity ရင့်ကျက်မှု maturity နဲ့အရာရာပေါ့ကျွယ်နေတယ်လို့မြင်တဲ့စိတ် abundance mentality ရှိကိုလိုအပ်ပါတယ်လူတွေကြားမှာပတ်သက်ဆက်နွယ်မှုပုံစံ6မျိုးရှိနိုင်ပါတယ် win-win နှစ်ဦးလုံးအကျိုးရှိမယ်နှစ်ဦးလုံးကျေနပ်မယ် win-lose ငါနိုင်ရင်မင်းရှုံးရမယ်ဆိုတဲ့ပြိုင်ဆိုင်မှုအမြင်
ဒါကအာနာရှင်စံနဲ့ပုံစံမျိုးပါ lose win နာပဲအလျော်ပေးလိုက်ပါမယ်ဆိုတဲ့ပုံစံအမြဲအလျော်ပေးရတဲ့အတွက်ရေရှည်မှာမကောင်းပါဘူး lose ငါမရရင်သူလည်းမရစေရဘူးဆိုတဲ့အညိုးသေးတဲ့ပုံစံ win ကိုအကျိုးကိုပဲကြည့်ပြီးတခြားသူဘာဖြစ်ဖြစ်ဂရုမစိုက်တဲ့ပုံစံ win or no deal အကောင်းဆုံးကတော့နှစ်ဦးလုံးအကျိုးမရှိရင်သဘောတူညီမှုမလုပ်တော့တာပဲဖြစ်ပါတယ် win သဘောတူညီမှု agreement တလုံးငန်းတစ်ခုသို့မဟုတ်အတေးအယူတစ်ခုလုပ်တော့မယ်ဆိုရင်အောက်ပါအချက်၄ခုကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားရပါမယ်ရလဒ်တွေ desired results ဘာတွေဖြစ်ချင်တာလဲလမ်းညွှန်ချက်တွေ guidelines ဘယ်ပေါင်းလဲကနေလုပ်ရမလဲအရင်မြစ်တွေ resources ဘယ်အထောက်ပံ့တွေသုံးနိုင်မလဲတာဝန်ခံမှု accountability ဘယ်လိုအကဲဖြတ်မလဲအကျိုးဆက်တွေ အကျိုးဆက်များ consequences ကောင်းရင်ဘာရမလဲမကောင်းရင်ဘာဖြစ်မလဲ win ကိုဘယ်လိုစကြည့်မလဲတခါတလေတစ်ဖက်လူက win lose ပုံစံမျိုးဖြစ်နေနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က win ကိုပဲဆက်ပြီးစုပ်ကိုင်ထားရပါမယ်သူတို့ရဲ့ရှုထောင့်ကိုအရင်နားလည်အောင်ကြိုးစားပါပြီးရင်ကိုယ့်ရဲ့အကျိုးရှိမဲ့ရလဒ်ကိုရှင်းပြပါအကယ်၍နှစ်ဦးလုံးအတွက်အဆင်မပြေဘူးဆိုရင် no deal ဆိုတာကိုရွေးချယ်နိုင်ဖို့တတိရှိရပါမယ်ပြန်ချုပ်ရရင် think win ဆိုတာကိုယ့်အကျိုးကိုလည်းကြည့်တယ်လို့သူတစ်ပါးရဲ့အောင်မြင်မှုကိုလည်းဝမ်းမြောက်နိုင်တဲ့စိတ်ထားပါပဲဒီနေ့ကစပြီးငါတို့နှစ်ယောက်လုံးဘလို့အောင်မြင်နိုင်မလဲဆိုတဲ့အမြင်နဲ့ပတ်ဝန်းကျင်ကိုကြည့်ပါ Habit 5 Seek first to understand then to be understood သူတစ်ပါးကိုအရင်နားလည်အောင်ကြိုးစားပါကျွန်တော်တို့တစ်ဖက်လူနဲ့စကားပြောတဲ့အခါသူပြောတာကိုတကယ်နားလည်ခြင်းလို့နားထောင်တာလားဒါမှမဟုတ်ငါဘာပြန်ပြောရမလဲဆိုတာကိုစဉ်းစားရင်းနားထောင်နေတာလားလူအတော်များများကဒုတိယအချက်ကိုပဲလုပ်လိရှိကြပါတယ်အလေးအကျင့်၅ခုမြောက်ကတော့အရေးကြီးဆုံးဆက်သွယ်ရေးအလေးအထက်ဖြစ်တဲ့ Seek first to understand then to be understood အကြောင်းပါယောဂမစမ်းသက်ဖဲစိတ်မပေးပါနဲ့စာရေးသူကဥပမာလေးတစ်ခုပေးထားပါတယ်မျက်စိဆရာဝန်စီတောပြတဲ့အခါဆရာဝန်ကဘာမှမစစ်ဆေးပဲသူတတ်ထားတဲ့မျက်ဖန်ကိုချွတ်ပေပြီးဒါလေးတက်ကြည့်ပါကျွန်တော်အတွက်တော့အဆင်ပြေတယ်လို့ပြောနေတင်ယူကြည့်ပါမလားဆက်သွယ်ရေးမှလည်းဒီအတိုင်းပါပဲတစ်ဖက်လူရဲ့အခြေအနေကိုတေချာနားမလည်ပဲအကြံပေးတာဟာယောဂမစစ်ဖဲဆေးပေးတာနဲ့တူတူပါပဲ empathic listening စာနာနားလည်မှုဖြင့်နားထောင်ခြင်းကျွန်တော်တို့နားထောင်တဲ့အခါအဆင့်90ရှိနိုင်ပါတယ်အမြင့်ဆုံးအဆင့်ကတော့ empathic listening မှာဒါဟာတစ်ဖက်လူရဲ့စကားလုံးတွေကိုတည်းမကဟုသူတို့ရဲ့ခံစားချက်သူတို့ရဲ့ရှုထောင့်ကိုပါဝင်ရောက်ခံစားပြီးနားထောင်တာဖြစ်ပါတယ်လူအတော်များများကကိုယ့်ရဲ့အတွေ့အကြုံနဲ့ပဲအကဲဖြတ်တတ်ကြ autobiographical responses ဆိုပါတော့ဥပမာငါလည်းမင်းလိုဖိဖူးတာပဲဆိုပြီးကိုယ့်အကြောင်းပဲပြန်ပြောမိတာမျိုးပါဒါဟာတစ်ဖက်လူကိုတကယ်နားလည်ဖို့အဟန့်အတားဖြစ်စေပါတယ်ပြီးမှမိမိကိုနားလည်အောင်လုပ်ပါ then to be understood သူတစ်ပန်းကိုနားလည်အောင်အရင်လုပ်ရတာဟာအရှုံးပေးတာမဟုတ်ပါဘူးဒါဟာအပေးအယူလုပ်ဖို့အကဲလိုအပ်တဲ့အချက်အလက်တွေကိုစုဆောင်းတာပါတစ်ဖက်လူကသူတို့ကိုတင်တကယ်နားလေတယ်လို့ခံစားရတဲ့အခါသူတို့ရဲ့စိတ်တကားတွေပွင့်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှကိုယ့်ရဲ့အကြမ်းညမ်းတဲ့ရှုထောင့်ကိုရှင်းပြနေပိုပြီးထိရောက်တဲ့သဘောတူညီမှုတွေကိုရရှိနိုင်မှာဖြစ်ပါတယ်လက်တွေအသုံးချနည်း application ဒီအလေးအထက်ကိုဘယ်လိုစချင်မလဲစကားဖြတ်မပြောပါနဲ့တစ်ဖက်လူစကားပြောနေချိန်မှာကိုကဘာပြန်ခြေပြရမလဲဆိုတာကိုမစင်စားပါနဲ့ခံစားချက်ကိုထည့်သွင်းစဉ်းစားပါမင်းအခုတော်တော်လေးစိတ်ပြက်နေပုံရတယ်နော်စသဖြင့်သူတို့ရဲ့ခံစားချက်ကိုအတိအမှတ်ပေးပါနားလေချောင်းပြန်ပြောပါသူပြောတာကိုကိုယ်စကားလုံးတွေနဲ့ကိုပြန်အညစ်ချုပ်ပြပြီးငါနားလေတာမှန်ရဲ့လားလို့မေးကြည့်ပါဆိုလိုတာကနားထောင်ခြင်းဆိုတာအတန်ကြားရတုံးနဲ့မခုတ်ဘူးတစ်ဖက်လူရဲ့ရင်နဲ့နှလုံးထဲကိုဝင်ရောက်ခံစားကြည့်ရှုခြင်းပါပဲသူတစ်ပါးကိုအရင်နားတဲ့အောင်ကြိုးစားခြင်းအပြင်ပုံမခိုင်မာတဲ့ဆက်ဆံရေးတွေကိုတိဆောက်နိုင်ကြပါစေ Habit 6 Synergize ပေါင်းဆက်ညီနိုင်ပါကျွန်တော်တို့အဖွဲ့အစည်းဆိုတာတယောက်ချင်းစီရဲ့စွမ်းဆောင်ရည်တွေကိုစုလိုက်တာထက်ပိုတဲ့အရာလက်မျိုးထွက်လာနိုင်တယ်ဆိုတာယူကြည့်ပါသလားအလေးချင်း၅ခုမြောက်အဆင့်လို့ပြောလို့ရတဲ့ Synergize အကြောင်းကိုပြောပြခြင်းပါတယ်ဒါဟာရှေ့မှာပြောခဲ့တဲ့အလေးအထက်တွေအားလုံးကိုစုစည်းပြီးအကောင်းဆုံးရလဒ်တွေအသစ်တွေဖန်တီးယူတဲ့အလေးအထက်ပဲဖြစ်ပါတယ် Synergy ဆိုတာဘာလဲ Synergy ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်တစ်ခုလုံးရဲ့တန်ဖိုးဟာအစိတ်အပိုင်းလေးတွေပေါင်းထားတာထက်ပိုကြီးနေခြင်းပါတင်ချာနည်းနဲ့ 1 + 1 = 2ပဲမဲ့ synergy အနေနဲ့ဆိုရင်တော့
1 + 1ဟာ8လည်းဖြစ်နိုင်တယ်လို့80လည်းဖြစ်နိုင်ပါတယ်လူနှစ်ယောက်ပူးပေါင်းလိုက်တဲ့အခါတယောက်တည်းစဉ်းစားမနိုင်တဲ့အဖြစ်အသစ်တွေကိုဖန်တီးနိုင်တာမျိုးပါမတူကွဲပြားခြင်းတွေကိုတန်ဖိုးထားခြင်း valuing the differences ကျွန်တော်တို့တယောက်နဲ့တယောက်အမြင်မတူတဲ့အခါစိတ်တူတတ်ကြပါတယ်ဒါပေမဲ့စင်နကြီးရဲ့လွေဝက်ထက်ကမတူညီတဲ့အမြင်တွေကိုတန်ဖိုးထားတာပါတစ်ဖက်လူကကိုယ့်နဲ့အမြင်မတူဘူးဆိုရင်ငါအမြင်မှမှန်တယ်လို့ငြင်းမဲ့အစားကောင်းပြီမင်းမြင်တာငါနဲ့မတူဘူးပဲမင်းဘာကြောင့်ဒီလိုမြင်တာလဲဆိုတာငါ့ကိုရှင်းပြပါအောင်ဆိုပြီးလက်ခံကြည့်လိုက်ပါအဲ့ဒီမတူညီတဲ့အမြင်နှစ်ယောက်ကြားကနေပိုကောင်းတဲ့တတိယလမ်းစဉ် third alternative ကိုရှာဖွေနိုင်မှာဖြစ်ပါတယ်တတိယလမ်းစဉ် the third alternative ပြဿနာတစ်ခုကြုံလာရင်အဖြေကနှစ်ခုတည်းရှိတာမဟုတ်ပါဘူးတစ်စင်းကျွန်တော်လမ်းစဉ် my way နှစ်စင်းခမလားလမ်းစဉ် your way သုံးစင်းကျွန်တော်တို့နှစ်ယောက်လုံးအတွက်ပိုကောင်းတဲ့လမ်းစဉ် highway the third alternative စင်ကြီးဟာအရှုံးပေးတာ compromise မဟုတ်ပါဘူးအရှုံးပေးတာကနှစ်ဦးလုံးနှစ်နယ်လီနစ်နာပေမဲ့စင်ကြီးကတော့နှစ်ဦးလုံးအတွက်ပိုကောင်းတဲ့အဖြစ်အသစ်ကိုအထူးတကွရှာဖွေတာဖြစ်ပါတယ်စင်ကြီးဖြစ်ဖို့လိုအပ်ချက်တွေစင်ကြီးဖြစ်ဖို့ဆိုရင်ရှေ့ကအလိအထက်တွေလိုအပ်ပါတယ် win-win စိတ်ထားရှိရမယ်တစ်ဖက်လူကိုနားလည်အောင်အရင်စူးစမ်းရမယ်ပြီးလို့ကိုယ့်ဘက်ကလည်းပွင့်လင်းရိုးသားစွာတုံ့ပြန်ရပါမယ်ဒီလိုမြင်မာတဲ့ယူကြည့်ချက် high trust ရှိတဲ့အခါမှတီထွင်ဖန်တီးမှုအပိရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာမှာဖြစ်ပါတယ်အကျုပ်ပြောရရင်စင်ကြီးဆိုတာကိုယ့်ရဲ့အားနည်းချက်ကိုတစ်ဖက်လူရဲ့အားသာချက်နဲ့ဖြည့်ဆည်းတာပါတယောက်တည်းသွားရင်ညံနိုင်ပေမဲ့အကျူတကွသွားရင်တော့ပိုဝေးတဲ့ခရီးကိုပိုကောင်းတဲ့ရလဒ်တွေနဲ့ရောက်နိုင်မှာထပ်ပါတယ်ဒီနေ့ကစပြီးငါနဲ့မတူတဲ့လူတွေကိုအဟန့်အသားလိုမမြင်ပဲအခွင့်အလဲလိုမြင်ကြည့်ကြရအောင်အပိုင်း3စဉ်းသက်ပြုပြင်ထိန်းသိမ်းခြင်းမိမိကိုယ်ကိုပြန်လေပုံမထပ်မြက်အောင်လုပ်ဖို့အချိန်ပေးတဲ့အဆင့်ပါ habit 7 sharpen the saw လောကိုတွေးပါလူတစ်ယောက်ကတစ်ပင်တစ်ပင်ကိုလောနဲ့အပြင်းထန်လွေးနေတာသူဟာအရန်လဲပင်ပန်းနေပြီဒါပေမဲ့တစ်ပင်ကမပြစ်နိုင်သေးဘူးအဲ့ဒီအချိန်မှာတစ်ယောက်ကမင်းလောကိုခဏလောက်ရပ်ပြီးတွေးလိုက်ပါအောင်လို့အကြံပေးတဲ့အခါသူကငါတွေးဖို့အချိန်မရှိဘူးတစ်ပင်ဖြတ်နေရလို့အရန်အလုပ်ရှုပ်နေတယ်လို့ပြန်ပြောခဲ့ရင်တင်းဘလို့ထင်မှမလဲ The 7 habits ရဲ့နောက်ဆုံးအလေးအထက်ထိက sharpen the saw အကြောင်းကိုမျှဝေပေးခြင်းပါတယ် sharpen the saw လောကိုတွေးခြင်းဆိုတာပါလေဒီနေရာမှာလောဆိုတာအခြားအရာမဟုတ်ဘူးသင်ကိုယ်တိုင်မှာကျွန်တော်တို့ရဲ့ဘဝမှာအရေးကြီးဆုံးအရေးနည်းဟာမိမိကိုယ်တိုင်ဖြစ်ပါတယ်အလုပ်တွေဘလောက်ပဲကြိုးစားလုပ်နေပါစေကိုပြန်လဲပြုပြင်ထိန်းသိမ်းခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့စွမ်းဆောင်ရည်အရေးချင်းတွေကျဆင်းလာမှာဖြစ်ပါတယ်ပြန်လဲဆန်းနေရမယ့်နယ်လီလီးနယ်ပါကျွန်တော်တို့ရဲ့ဘဝကိုဟန်ညက်ညီညီတိုးတက်ဖို့လီးနယ်မှာရင်းနှီးမြှုပ်နှံရပါမယ်ရုပ်ပိုင်းဆိုင်ရာအစားအသောက်အနားယူခြင်းလေ့ကျင့်ခန်းစိတ်ပိုင်းဆိုင်ရာတရားမှတ်ခြင်းတန်ဖိုးထားချက်တွေကိုပြန်လဲစမ်းစစ်ခြင်းဉာဏ်ပိုင်းဆိုင်ရာစာဖတ်ခြင်းအသစ်တွေကိုသင်ယူခြင်းလူမှုရေးစိတ်ခံစားမှုဆိုင်ရာဆက်ဆံရေးကောင်းတွေတည်ဆောက်ခြင်းသူတစ်ပါးကိုကူညီခြင်းလောကိုတွေးခြင်းဟာတခါတည်းလုပ်ပြီးရက်လက်ရမယ့်အရာမဟုတ်ပါဘူးဒါဟာသင်ယူခြင်း learn ကတိတည်ခြင်း commit လက်တွေ့လုပ်ခြင်းဆိုတဲ့အဆင့်၃ခုကိုအမြဲတမ်းပတ်ချလဲလွှင့်နေရမယ့်အလိအထက်ဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ကျွန်တော်တို့ဟာတစ်နေ့ထက်တစ်နေ့ပူမိုမြင်မာတဲ့အဆင့်တစ်ခုကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဘာကြောင့်အရေးကြီးတာလဲဒီအလိအထက်ဟာရှေ့ကအလိအထက်6ခုလုံးကိုဖြစ်ပေါ်စေတဲ့အင်အားစုပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်တွေကိုအမြဲတမ်းလန်းဆန်းနေအောင်မလုပ်နိုင်ဘူးဆိုရင် proactive လည်းမဖြစ်နိုင်ဘူး win-win လို့လည်းမတွေးနိုင်တော့ပါဘူးဒါကြောင့်အလုတ်ရှုလို့ကိုဂရုမစိုက်နိုင်ဘူးဆိုတာကတုံးနေတဲ့လောနဲ့တစ်ပင်ကိုနာယီပေါင်းများစွာပင်မပန်ကန်းဖြတ်နေတာနဲ့အတူတူပါပဲ sharpen the saw ဆိုတာကိုယ့်ရဲ့အစွမ်းအစတွေကိုအမြဲတမ်းထပ်မြက်နေအောင်အချိန်ပေးတာပါဒီနေ့ကိုအနည်းဆုံးမိနစ်60လောက်ပဲဖြစ်ဒီလေးနယ်တဲကတခုခုအတွက်အချိန်ပေးကြည့်ပါအဲ့ဒီအခါမှာတင့်ရဲ့ဘဝဟာပိုမိုလွယ်ကူလာပြီးပိုမိုထိရောက်တဲ့ရလဒ်တွေကိုရရှိလာမှာအသေးကြပါတယ်ဒီစာအုပ်ဟာကျွန်တော်တို့ကိုအတွင်းကအပြင်ကိုပြောင်းလဲစေတာပါပထမအလေးအထက်၃ခုကမိမိကိုယ်ကိုအမိအထုံးမရှိအောင်တိဆောက်ခြင်းကိုပေးစွမ်းပြီးနောက်ထပ်အလေးအထက်၃ခုကတော့သူတစ်ပါးနဲ့ပူးပေါင်းနိုင်ခြင်းကိုဖြစ်စေကနောက်ဆုံးအလေးအထက်ကတော့အဲ့ဒီစွမ်းရည်တွေအားလုံးကိုအမြဲတမ်းထပ်မြက်လန်းဆန်းနေအောင်ပန်တီးပြီးနာဖြစ်ပါတယ်အခုကစပြီးဒီအလေးအထက်တွေကိုတစ်ခုချင်းလိမ့်ကျင့်သွားမယ်ဆိုရင်တင့်ရဲ့ဘဝမှာအချင်းဟောင်းတွေပျောက်ကအောင်မြင်တဲ့ပြောင်းလဲမှုဖြစ်လာမှာအသေးကြပါတယ်အားလုံးပဲအောင်မြင်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်